မပြတ်ဆောင်ရွက်စီမံမြတ်တာကယူနာချစ်တာအတူမပါကြီးမားလာတဲ့ဖမြတ်တာနေဘူးမရှောင်မိုးမောင်နဲ့အဖေရှာခွေထွက်ခဲ့ရတာအိမ်ပြန်ချိန်သားသမီးအတွက်ပါဟာကြီးတယောက်ရဲ့ရင်တွင်မြတ်တာဤအိမ်လေးကအဖေလက်ရာကျွေးမွေးမပြတ်ဆောင်ရွက်စီမံမြတ်တာကယူနာချစ်တာအတူမပါကြီးမားလာတဲ့ဖမြတ်တာနေဘူးမရှောင်မိုးမောင်နဲ့အဖေရှာပွေခက်ခဲရတာအိမ်ပြန်ချိန်သားသမီးအတွက်ပါတယောက်ရဲ့ရင်တွင်မြတ်တာဒီအိမ်လေးကအဖေနဲ့ရာနေမင်းလာမင်းရထောင်စင်းတဲ့နိုင်တူမရလေချစ်ဖေဖေလောကရကြောင့်မရပြောပြပေးတာမိမောင်မပါပဲလေးလက်ခဲ့တာအမှန်ကိုဆောင်အမောင်းပဲခွေချစ်စကားမြင်မြန်တာခွင်လို့စိတ်နဲ့ဖမြတ်တာအတက်လေးသေးပညာမွေပေးစေရနာဒီသားလေးအတွက်ပါစေရနာဒီသမီးလေးအတွက်ပါဟာကြီးတယောက်ရဲ့ရင်တွင်မြတ်တာဤအိမ်လေးကအဖေနဲ့ရာ